DKB အစိတ်ပိုင်းဖြစ်တဲ့အစိတ်ပိုင်းတစ်ခုကနေပြီးတော့အဲ့မှာရန်သူနဲ့လက်တွဲပြီးတော့လုံနေတဲ့အပိုင်းတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုတပ်ဖွဲ့တွေအကုန်လုံးရှင်းလိုက်တယ်ရှင်းလိုက်တဲ့အခါကျတော့မမျှော်လင့်မဲနဲ့ဒီတကီကြားဖြန့်လုံနေတဲ့နေရာကြီးတစ်ခုကိုပွားပြီးတော့မိနေတယ်အဲ့ဒါကြတော့ကျွန်တော်တို့အကုန်လုံးဝင်ရှင်းလိုက်တဲ့အခါမှာအဲ့ဒီအနေထားမျိုးမှာပဲ21ရက်မှာဖြစ်တယ်အဲ့ဒီနေ့ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီပြဿနာတက်ခဲ့တဲ့အဲ့ဒီ DKB အစိတ်ပိုင်းပေါ့နော်အဲ့မှာဘုံမကြီးနိုင်တွင်ဆိုတာရှိတယ်အဲ့မှာသူကဟိုဒီ USR တွေအရေးယူခံရတဲ့ဟိုဒီ sanction ပေါ့နော်ပိတ်ဆို့ခံရတဲ့စီရင်ထဲမှာပါတဲ့စိုင်းကျော်လာရဲ့တပည့်တွေသိရတယ်အဲ့ဒါတော့ကျွန်တော်တို့ထုတ်ပြန်ကြည့်ရတဲ့အထက်မှာလည်းပါပြီးသားပါ出去啊！走，出去啊！တစ်ချက်ကကျွန်တော်တို့ဒီပစ္စည်းကိုမဖြစ်စည်းဘူး။ဘာဖြစ်လဲဆိုတော့တက်တဲ့အထောက်ထားတွေလိုချင်တဲ့ဆိုဒီလုပ်ငန်းဘယ်သူကကင်တွဲလှုပ်ဆောင်နေလဲ။နောက်ခံမှာဘယ်သူကနေဟိုစားပေါ့နော်။ရက်တီပြီးတော့ဟိုအမိတ်ပေးညွှန်ကြားတယ်အဲ့ဒါတွေကအစပေါ့နော်ကျွန်တော်တို့သိချင်တာအကုန်လုံးမရဘူးဆိုပေမဲ့အချက်လက်တွေအများကြီးရနိုင်ဆိုတာဒါဟိုကြည့်ချင်းအဖြစ်ကျွန်တော်ကဒီပစ္စည်းကိုလုံးဝမဖြတ်ဆွေးဘူး။တေချာသိမ်းထားတယ်ပြီးတော့တာဝန်ရှိတဲ့လူကျွမ်းကျင်လို့ဆိုလွှဲအလိုက်လို့ဆိုတာသိကြတယ်你进来呀！都有人，机动有人，机动有人，往那边冲。ဒီလုပ်ငန်းကိုတက်ဖြစ်ဖို့ဆိုတော့နိုင်ငံတကာမပါဘဲနဲ့ကျွန်တော်တို့ဘလို့မှလုပ်လို့မရဘူးဆိုတော့လူတွေပြန်ပို့တာအစားပြဿနာတက်တယ်အဲကြောင့်မို့ကျွန်တော်တို့ပြောနေတာကြာပြီဒါပေမဲ့မဖြစ်လာဘူးဖြစ်လာဖို့ဆိုတာလည်းအရန်ခက်တယ်ဆိုတာနိုင်ငံချင်းချင်းအဆင့်ဆက်ဆံရေးတွေအစပေါ့နော်ဒါတွေကဒါပေမဲ့ကျွန်တော်တို့တောက်လျှောက်ပြောနေတာဒီလိုနေနဲ့ပဲကျွန်တော်တို့လုတ်သွားမယ်ဆိုဘာမှအလုပ်ဖြစ်မှာမဟုတ်အဲကြောင့်မလို့အခုကလက်ရှိရတော့ဘယ်လိုပဲဖြစ်ဒီလုပ်ငန်းတိုက်ဖြစ်ဖို့အတွက်နားလည်မှုရှိတဲ့ကျွန်တော်လက်တွဲလှုပ်ဆောင်လာတဲ့အခါမှာကျွန်တော်တို့အိမ်နီးချင်းတွေကပဲဖြစ်ကျွန်တော်တို့အဝေးမှာရှိတဲ့နိုင်ငံပဲဖြစ်အဖွဲ့အစည်းတွေပဲ agency မျိုးကနေပြီးတော့ကျွန်တော်လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်